ကဲအားလုံးပဲမင်္ဂလာပါ YouTube channel မှာရှိကြတော့တူဒီဝနာရှင်ကိုရီမားတွေအားလုံးတယောက်မကျန်မင်္ဂလာပါလို့ကိုမိုး channel မှာအားလုံးကိုနှုတ်စာလေးပြန်လည်ကြိုဆိုပါရစေเนาะကိုမိုးရဲ့အခန်းလေးကိုမြင်နဲ့တွေ့တဲ့အချိန်ကစပြီးတော့လူမှုရေးစီးပွားရေးလူရေးဆန္ဒအားလုံးပဲတလုံးတော်ဝါကြီးပြကြပါစေလို့ကိုမိုး channel မှာအားလုံးကိုเนาะစုတော်မေတ္တာလေးပို့သလိုက်ပါတယ်ဦးဇပရာနေနဲ့เนาะကဲအကုန်များအားလုံးပဲဒီဖန်လေးရဲ့အဓိကရွေးချက်ကတော့ဒါကိုမိုးရဲ့အကုန်များဖြစ်ကြတဲ့เนาะဒါဝနာရှင်ကိုရီမားတွေအားလုံးစတာပရင်းနေတနေ့တာမှာဆော့ရမယ်ကစားရမယ်ကျွန်တော်တို့เนาะဒါမရောကွက်လေးတွေဒါလုံးဝပတ်သီးလေးတွေကိုဒါအဓိကအနေနဲ့ဒါပေါက်စီရသည်ချင်းတို့လာရောက်မျှော်ပေးခြင်းဖြစ်တဲ့ဘိုင်းတစ်ပိုင်းဖြစ်ပါတယ်เนาะဒါစတာပရင်းနေတနေ့တာအတွက်ပေါ့เนาะအဲတော့26ရက်2လပိုင်း2026เนาะစတာပရင်းနေတနေ့တာမှာဒါအကုန်များအားလုံးပဲ like ကစားဖို့ဒါကိုမိုးဒါပြောချင်ပါတယ်เนาะဒါအဓိကဒီဘန်လေးရဲ့ရွေးချက်ကအကုန်များအားလုံးကိုရသည်ချင်းနဲ့ပေါက်စီခြင်းနဲ့เนาะကိုမိုးကလေးကိုလည်းဝင်ရောက်ကြည့်ရှုအားပေးနေတော့ဝါသနာရှင်ကိုရီမားတွေအားလုံးအနေနဲ့ကိုမိုးရဲ့အခု channel အသစ်ကလေးကို subscribe နှိပ်ကသေးတဲ့ကိုများရှိရင် channel အသစ်ကလေးကို subscribe နှိပ်ထားပြီးပါเนาะ channel subscribe လေးကို channel လေးကို subscribe နှိပ်ပြီးတဲ့အကုန်များအားလုံးတယောက်တည်းတိုင်းเนาะတက်နိုင်တဲ့လောက်လေး share လုပ်ရတဲ့နေရာလေးကနေဝိုင်းဝန်းပြီးတော့ share သွားပေးပါမျှဝေပေးသွားပါလို့ကိုမိုးနဲ့ဝါသနာရှင်ကိုရီမားအားလုံးကိုထပ်မံပြီးတော့မေတ္တာရက်ခံခြင်းနဲ့ပေါ့เนาะကဲအကုန်များအားလုံးပဲကျွန်တော်တို့เนาะဒီကလေးရဲ့ဒါအဓိကရွေးချက်ကိုပဲကျွန်တော်သွားမယ်เนาะဒါအကုန်များအားလုံးပဲကျွန်တော်တို့ဒီစတာမင်းဒီတော့မစော့ခင်လေးမှာဒါကျွန်တော်ရဲ့အဖိုးဝင်သမားတွေကိုကျွန်တော်ပြောပါမယ်เนาะအဖိုးဝင်သမားတွေအားလုံးပဲကျွန်တော်ထုတ်ပြထားတော့မရောကျွန်တော်3ခွက်ကောင်းပါเนาะဇာတို့မွေးခွက်3ခွက်ကောင်းကဒါကျွန်တော်เนาะ2ခွက်တော့တခွက်တော့ကျွန်တော်ထွက်ရှိခဲ့ပြီเนาะကျန်တဲ့2ခွက်ကိုဆက်မလိုက်ပါတော့နဲ့ဒါကောင်များအားလုံးပဲเนาะကျွန်တော်ဒါရသင်းတော့လည်းရနေပြီအစီအမီချင်းတော့လည်းပြေးနေပြီเนาะကျွန်တော်ဒါဖုန်းဆက်ပြီးလာမင်းနေတဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်တခါတည်းပြောခဲ့ပါမယ်เนาะဆက်ပြီးတော့မလိုက်ပါနဲ့ကျွန်တော်လာမပွဲမှာပဲထပ်ပြီးတော့ထပ်ကစားပါမယ်အတိတ်ကလေးเนาะဒါအခုကျွန်တော်ကိုရီမားအားလုံးပဲဒီစတာပရင်းနေနေတဲ့ခဏလေးတွေကိုဒါကစားခြင်းနဲ့အကုန်များလုံးကထပ်ပြီးတော့လိုက်ပြီးတော့ကစားလိုက်ပါเนาะစတာပရင်းတင်းတာမှာကျွန်တော်တို့ဆော့ရမယ်เนาะအခွေကိုကျွန်တော်ပြောပြပေးမယ်เนาะစတာပရင်းတင်းတာမှာဆော့ရမယ်အခွေကိုเนาะကျွန်တော်ဒါအားလုံးကိုကျွန်တော်ဒါချပေးခဲ့မယ်ပြောပေးခဲ့မယ်เนาะစတာပရင်းနေမှာကျွန်တော်ရဲ့အကုန်များလုံးပဲ3ည3เนาะ4 6ဆိုတဲ့အခွေရှိမယ်ဒီအခွေကိုကျွန်တော်တို့4 9ပတ်သီးနဲ့4 9 1ချင်းနဲ့ဒါကတ်ပြီးတော့ကစားမယ်ကတ်ထိုးမယ်เนาะ3ည3 4 6ဆိုတဲ့အခွေကိုကျွန်တော်တို့4 9 1ချင်းနဲ့ကတ်ပြီးတော့ထိုးမယ်ကစားမယ်ဒါကိုဒီပိုင်းအားလုံးပဲဒါအားလုံးပဲသိမယ်เนาะကျွန်တော်တို့ဒီအခွေတွေကနေကြားရင်ကြားမကြားရင်4 9 1ချင်းနဲ့တူကတ်ပြီးတော့ကစားပါကတ်ပြီးတော့ထိုးပါเนาะအကုန်များအားလုံးပဲကျွန်တော်အဓိကအားလုံးထဲမှာကျွန်တော်ပြောချင်တာတော့ဒီ4 9เนาะ3ည3 4 6ဆိုတဲ့เนาะဒီအခွေကိုကျွန်တော်တို့ဒါ4 9 1ချင်းနဲ့ပြီးရင်မပြီးရင်ကျွန်တော်ဒါဒီအခွေတွေကနေပြီးမယ်เนาะဒါကအကုန်များလုံးပဲခွေကစားခြင်းနဲ့ကိုရီမအလုံးကเนาะ3ည3 4 6ဆိုတဲ့အခွေကိုအပြီးပေါက်အခွေလေးကိုပဲဒါကစားလိုက်เนาะအကုန်များလုံးပဲဒါเนาะနေတိုင်းလာယူတဲ့အကိုရီမတွေအားလုံးကကျွန်တော်တို့เนาะဒါအဖွဲ့ဝင်တမအကိုရီမတွေအားလုံးကဒါကစားလိုက်ပါကျွန်တော်ဒီအခွေကိုเนาะကျွန်တော်ဒါ1ချင်းကိုဒါထုတ်ပြပါဆိုရင်ဒါကွန်မို့ဒါစတာပရင်းနေတနေ့တာတော့1ချင်းရဆိုရင်လေကို1ချင်းဖြစ်တယ်เนาะလေကိုပတ်သီးရှိပါတယ်ဒါဘာလို့ဆိုရင်ကျွန်တော်ဒီလေကိုပတ်သီးเนาะဒီ1ချင်းနဲ့အတူတူเนาะကျွန်တော်ဒါအပြီးပေါက်အခွေကကျွန်တော်เนาะ3ည3 4 6ဆိုတဲ့အပြီးပေါက်အခွေလည်းရှိတယ်เนาะဒါဒီအကုန်များလုံးကဒါကြိုက်နှစ်သက်ရစိတ်တော်ရကိုဒါလောက်ပါเนาะဒီအခွေကလည်းကျွန်တော်တို့ဒါနှစ်ရှည်လာပြီเนาะမပြောင်းဝှက်ချက်တာဒါနှစ်ကလေးရှည်လာပြီကျွန်တော်ဒါတက်တန်းလဲရင်းလာပြီเนาะဒါကြောင့်ဒီအခွေလေးကိုပဲဆက်ကစားဖို့ဒါကွန်မိုတိုက်တွန်းခြင်းတယ်เนาะဒါဘာလို့ဆိုရင်အခွေဆိုတာကျွန်တော်ဒါပတ်သီးမပတ်ကဘူးเนาะဒါမိန်းကွက်လေးတွေကိုတီးတန်းရွေးထုတ်ပြီးတော့ကစားရမယ်เนาะဒီအခွေကိုမှအကုန်များလုံးမှာအလုံးမှရှင်းရင်ကနန်း9ခွက်ထွက်မယ်ဒါကိုကစားလိုက်ကပ်ပြီးတော့ထိုးမဲ့အကုန်များလုံးကလည်းကပ်ပြီးတော့ကျွန်တော်တို့ဒီမှာဆက်ကစားလိုက်เนาะဒါကျွန်တော်ဒါအဖွဲ့ဝင်သမားတွေကလည်းဒါပြောဆိုရင်ကျွန်တော်တို့ဒါလာမဘက်မှာအဖွဲ့ဝင်ပါเนาะလုံးဝဒီအထက်မှာမနေနိုင်ထိုးခြင်းနဲ့ကစားခြင်းနဲ့ဆိုရင်ကျွန်တော်ဒီအခွေလေးကိုပဲကိုเนาะပပရှားရှားလေးနဲ့ပဲကစားပါเนาะကျွန်တော်အဖွဲ့เนาะဇာတို့ပတ်သီးတွေလည်းအားလုံးတောက်လျှောက်လည်းအစီမီလာလည်းတောက်လျှောက်လည်းရလာခဲ့တယ်ဆိုတော့ဒါကောင်များလုံးပဲเนาะအခုကျွန်တော်တို့ဒါမွေးခွက်2ခွက်ကို3ခွက်ထုတ်ပေးတာ1ခွက်တော့အစီမီသွားပြီကျွန်တော်ဒါပတ်သီးရတာလုံးဝတတင်းရနေဖွင့်နေလည်းလုံးဝအစီမီသွားတာเนาะဒါမွေးခွက်ကလည်းကိုများလုံးပဲခွန်လေးကလုံးဝ share အောင်သွားပြီဆိုတော့ကိုမများအလုံးအတိုင်းပဲသိကြတိုင်းပဲကျွန်တော်ထုတ်ပေးထားတယ်เนาะဒီခွန်3နဲ့ခွန်8ကိုဒါထပ်မကစားတော့နဲ့ဒါကိုများလုံးပဲကျွန်တော်ဒီမယောကွက်လေးတွေကိုမွေးခွက်လေးတွေကိုဆက်မလိုက်ပါတော့နဲ့เนาะဒါလိုက်ချင်သေးတယ်ဆိုတော့ကိုမများလုံးကလည်းဒါဆက်ကစားတာဒါကိုမကတော့မတိုက်လို့ညင်တော့ဘူးနားစီခြင်းနေပြီဒါဘာလို့ဆိုရင်ကိုမရအောင်လဲရာစင်းတလောက်လဲရပြီးသွားပြီเนาะဒါအဆင်ပြေသွားပြီเนาะကဲကျွန်တော်တို့ဒီစတာမင်းတင်းတာမှာကျွန်တော်အခွေကိုပဲအားပေးခြင်းပါတယ်ဒါကြောင့်ဒီအခွေကိုကစားပါเนาะ3ည3 4 6ဆိုတဲ့အ
အပြီးပေါက်အခွေလေးကိုပဲဆက်ကစားထားပါเนาะကျွန်တော်ဒါပြီးတော့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲပြီးတော့ကျွန်တော်တို့เนาะဒီဝမ်ချင်းကိုဒါသိရှိလို့တဲ့အကိုရီမားတွေအားလုံးပဲဝမ်ချင်းကိုဒါလိုက်ကစားခြင်းနဲ့ကိုရီမား၄ကုန်းဝမ်ချင်းရှိပါတယ်ကျွန်တော်စက်တာပရင်းနေမှာเนาะဒါတော့၄ကုန်းဝမ်ချင်းရှိတယ်အခုကျန်နေတာကကနန်းကကျွန်တော်เนาะနှစ်เนาะ2 5 6ဆိုတဲ့ကဏ္ဍ3လုံးကြံမယ်เนาะဒီကဏ္ဍ3လုံးကိုဒါအကုန်များလုံးပဲသတိထားပြီးကစားပါเนาะဒါကျွန်တော်ဘယ်လိုပြောဒီကဏ္ဍလေးတွေကိုလည်းဒါဒီကျွန်တော်ကတော့ဒါဒီကျွန်တော်စက်တာပရင်းနေမနက်စာမှာတော့ကျွန်တော်ဒီကဏ္ဍလေးတွေကိုကျွန်တော်မလိုက်စေချင်ဘူးเนาะဒါကျန်တဲ့လေးတွေကိုမလိုက်စေချင်ဘူးလိုက်စေချင်တယ်ဆိုတော့ကျွန်တော်အားပေးရင်ကျွန်တော်6ပတ်တီးကိုအားပေးမယ်6မပြောက်ပတ်တီးလို့ကျွန်တော်ဒီဘက်မှာခံယူထားပါတယ်ဒါအကုန်များလုံးပဲเนาะဒါကျွန်တော်ပုံဝင်လေးပြောတာ6ကိုကျွန်တော်ဒီเนาะဒီဘက်မှာကျွန်တော်ဒါမပြောက်ပတ်တီးလို့ဒါကျွန်တော်ခံမှန်းထားတယ်ယူဆထားတယ်เนาะကဲကိုများလုံးပဲเนาะကျွန်တော်တို့ဒါစက်တာပရင်းနေမှာကျွန်တော်အခွေလေးပဲကစားလိုက်ပါဗျာเนาะကစားပါဆိုကျွန်တော်ဒါ64တကွက်ကောင်းကိုတင်ဆော့ပါတင်ထိုးပါเนาะဒါအခွေထဲမှာကျွန်တော်64တကွက်ကိုအကြိုက်ဆုံးဖြစ်တယ်เนาะ64ကိုတင်ကစားပါတင်ထိုးပါလို့ဒါကွန်မိုဒါဝိုင်းလာရှင်ကိုရီမအားလုံးကိုတိုက်တွန်းခြင်းပါတယ်เนาะကဲကောင်များလုံးပဲစက်တာပရင်းတင်တာမှာဒါကွန်ထုတ်ပြီးတော့အခွေလေးနဲ့เนาะ46တကွက်ကောင်းကိုဒါအပြီးပေါက်ဆော့ပါလို့ကွန်မိုပြောခြင်းပါတယ်เนาะဒါကွန်မိုရဲ့အခု channel လေးကိုလည်းပုံများလုံးပဲနောက်အခန်းလေးကိုလည်းအစားအနေဆုံးလေးပြီးဆုံးအောင်ကြည့်ပြီးတော့ကွန်မိုများလုံးเนาะစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းအလုံးပြည့်စုံနေကြပါစေမင်္ဂလာရှိသောနေ့တစ်ကလေးတွေကိုအမြဲတမ်းပိုင်ဆိုင်နေကြပါစေလို့ကွန်မို channel မှာအားလုံးကိုဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်เนาะကဲအားလုံးတက်တာပါ